ဒီ blog လေးကတော့ကျွန်တော်ကင်မရာဝယ်တဲ့ blog လေးဖြစ်ပါတယ်ဒီကင်မရာလေးကတော့ကျွန်တော်ပထမဆုံးဝယ်တဲ့ကင်မရာပေါ့ဒီကျွန်တော် command လေးပြီးတော့မှာလိုက်တယ် 360 Insta360 AC Pro ပဲဒါကနိုင်ဖို့ပါညဘက်ရထားတဲ့ဗီဒီယိုဖြစ်ပါတယ်ခွဲတယ်မှာမိုက်ဒီကင်မရာလေးကတော့ DJI Action 5 Pro ဖြစ်ပါတယ်ဘောင်းစုံလို့ဖြစ်ပါတယ်ကင်မရာလေးရဲ့ပြီးတော့ကျွန်တော်ကွန်ပျူတာဆက်ဝယ်တော့မို့တဲ့အတွက်ကြောင့်ပဲဒီလုံးနဲ့သူ့မှာပါတဲ့ဥစ္စာလေးတွေကိုအရင်ဆုံးသူ့မှာပါတဲ့ step လေးတွေကိုအရင်ဆုံးကြော်ပါမယ်
ဒီလုံးလေးကတော့DJ Nano ဖြစ်ပါတယ် DJ Nano လေး unboxing လုပ်တဲ့ video လေးဖြစ်ပါတယ်လောက်ကပြန်အောင်ပြီးတော့ခြေတော်မချိုးတော့အားချင်းunboxing ချက်ချင်းလုပ်တာပါပြန်ကိုဒီကင်မရာလေးဆန့်ကျင်လို့ unboxing လုပ်တာဖြစ်ပါတယ်Small nano. We're trying to do. ဆိုတော့နောက်တော့ကြောင်လဲဆိုတော့12တိန်ဝင်ကျန်တော့ရှိနေဗျနောက်ပိုင်းချက်ထားတဲ့ဗီဒီယိုလေးနဲ့ပြည့်စုံကျွန်တော်နောက်မှတေချာတင်ပေးပါမယ်ဒါကတော့ unboxing ဗီဒီယိုလေးပဲဖြစ်ပါမယ်သူက accessory တွေအများကြီးပါတယ်သူမှာ clip ပါမယ် cover ပါမယ်ဒီမှာဟုတ်တဲ့ cover ပါမယ်ပြီးတော့magnetic တန်လိုက်ပါမယ် ball joint adapter ဒီကတ်တဲ့အားလေးပါမယ်ဒီကောင်တော်တော်စုံတယ်ကွန်ပိုကတော့သူအဆက်ကတော့သူတခုလေးဝယ်နေအကုန်လုံးပါတာဖြစ်ဒါတော့ unboxing ဗီဒီယိုလေးပဲဖြစ်တဲ့အတွက်ကျွန်တော်နောက်ကျမှအသေးဆုံးတင်ပေးမယ်ချဲရတဲ့ပုံလေးနဲ့အသေးစိတ်ကိုနောက်မှတေချာတင်ပေးပါမယ်နောက်ဗီဒီယိုမှာဆက်လက်ကြည့်ရှုပေးပါလိုက်ရပုံလေးလုပ်ပေးပါ